ကဘာကျောင်းမှာဘာတွေဖြစ်နေပြီလဲဆိုတာကိုသိရဖို့ Econova ရဲ့ EcoGeo Friday ဝက်စီစဉ်ကနေမှ Nova တို့ကိုပြန်လည်ကြိုဆိုလိုက်ပါတယ်။နိုင်ငံတကာရဲ့စနစ်ကြာတည်ထောင်ခဲ့ရတဲ့ဖွံ့ဖြိုးတိုးတက်မှုကို48နှစ်အတွင်းဖျက်ဆီးသွားစေခဲ့တဲ့မုန်တိုင်းအကြောင်း Nova တို့သိပြီးကြပြီလား။ဟုတ်ပါတယ်ဒီဖြစ်ရဟာဖိလစ်ပိုင်နိုင်ငံမှာ Kalmegi လို့ခေါ်တဲ့တိုင်ဖွန်းမုန်တိုင်းကြောင့်ပဲဖြစ်ပါတယ်။မကြာသေးခင်ကဖြစ်ပွားခဲ့တဲ့ Kalmegi မုန်တိုင်းကြောင့်ဖိလစ်ပိုင်နိုင်ငံမှာတိတ်ဆုံးသူ269ဦးထိရှိခဲ့ပြီး2025ခုနှစ်တွင်တိုက်ခတ်ခဲ့တဲ့မုန်တိုင်းများထဲမှာတိတ်ဆုံးမှုအများဆုံးမုန်တိုင်းဖြစ်ကြောင်းမိုးလေဝသပညာရှင်တွေကအတည်ပြုခဲ့ကြပါတယ်။တနင်္ဂနွေကိုလေတိုက်နှုန်းမိုင်130နဲ့ဖိလစ်ပိုင်နိုင်ငံကိုဝင်ရောက်လာခဲ့တဲ့ Kalmegi မုန်တိုင်းဟာအလွန်ပြင်းထန်လာတယ်လို့ထင်ရပေမဲ့ဒီမုန်တိုင်းဟာစက်တင်ဘာလဖိလစ်ပိုင်နိုင်ငံမှာဖြစ်ပွားခဲ့တဲ့ရာဂါဇာမုန်တိုင်းထက်တင်းငယ်နေတာကိုတွေ့ရှိရပါတယ်။ဒါဖြင့်ဒီလိုပြင်းထန်လာတဲ့မုန်တိုင်းတွေဘာကြောင့်မကြာခဏဖြစ်ပွားနေရလဲဆိုတာ Nova တို့တွေးကြည့်ဘူးလားအဓိကတရားခံကတော့ရာသီဥတုပြောင်းလဲမှုကြောင့်ပဲဖြစ်ပါတယ်ကဘာကြီးပူနေလာတဲ့မြပင်လယ်မျက်နှာပြင်ရဲ့ပူချိန်ဟာလည်းတဟုန်ထိုးမြင့်တက်လာပါတယ်ပင်လယ်မျက်နှာပြင်မှာပူနွေးဆိုထိုင်းရဲ့လေထုတွေမြင့်တက်လာပြီးစက်တင်လက်ပတ်ရာကနေတိုင်ဖုန်းနဲ့ဟာရီကိန်းမုန်တိုင်းတွေဖြစ်ပေါ်လာပါတယ်မုန်တိုင်းတွေဟာပူနွေးတဲ့သမုဒ္ဒရာများမှရင်ဝင်းတဲ့ပူဓာတ်ကိုဆွဲယူကြပြီးပုံမအကောင်းလာကြတာပဲဖြစ်ပါတယ်။ဒီကနေမှတစ်စစ်လေတိုက်နှုန်းတွေမြင့်တက်လာပြီးပစ္စည်းမှုအများပြားကိုဖန်တီးပေးနိုင်တဲ့မိစ္ဆာတွေတစ်ဖွဲ့ဖြစ်လာပါတော့တယ်။စစ်တမ်းများအရလူသားများကြောင့်2019မှ2023အတွင်းပင်လယ်ရေပူနွေးလာရမှတစ်စစ်ဟာရီကိန်းမုန်တိုင်းများရဲ့အမြင့်ဆုံးလေတိုက်နှုန်းဟာတနအီကို19မိုင်ထိမြင့်တက်လာပါတယ်။ဖိလစ်ပိုင်နိုင်ငံမှာဖြစ်ပွားခဲ့တဲ့တိုင်ဖွန်း Kalmegi ရဲ့အစပြုမှုဟာလည်းထုံမိတူပါပဲ။တိုင်ဖွန်း Kalmegi ရဲ့လေအားပြင်းထန်မှုကိုရုတ်တရက်ကြုံတွေ့လိုက်ရတဲ့ကမ်းဆက်အနီးနေထိုင်သူတွေတို့ကတော့ဒါဟာကန်ဆိုးမှုမအောင်ကျစေတဲ့ကာလပဲဖြစ်ပါတယ်။ဒီမုန်တိုင်းတွေရဲ့ကျိုးဆက်အနေနဲ့ဖိလစ်ပိုင်နိုင်ငံရဲ့ပြင်းထန်လာတဲ့ရေလွှမ်းမှုတံတွေကြောင့်အမြင့်မြင့်အနေနဲ့လိုက်နေရဆုခါတူပေါင်း9သိန်းခန့်ရှိကြောင်းစက်တမ်းများအရသိရှိရပါတယ်။ဒါရင်မကသေးပါဘူးပြင်းထန်တဲ့ဆိုင်ကလုန်းမုန်တိုင်းများရဲ့ကြံကိုနှစ်စဉ်နှစ်တိုင်းခြေဖန်များစွာအန်တုထားရတဲ့အဆောက်အအုံများကလည်းခန္ဓာရင်ရွှေ့ကြလာပါတယ်။အဆောက်အအုံပြည်내ထူထောင်ရေးအတွက်အခြေပေးခြင်းဟာလူထုအတွက်စီးပွားရေးဆုံးရှုံးမှုနဲ့နေရဆုခွာမှုများစီကိုဥတီလျက်ရှိပါတယ်။ဒီလိုဝမ်းနည်းစရာကောင်းတဲ့ခွဲခွာရခြင်းတွေကိုဖိလစ်ပိုင်နိုင်ငံမှာနှစ်စဉ်နဲ့အမျှကြုံတွေ့နေရပါတယ် Nova တို့။မုန်တိုင်းတွေကြောင့်အခြေခံအဆောက်အအုံတွေပျက်စီးတာ၊လယ်ယာစိုက်ပျိုးရေးမြေကွက်တွေဆုံးရှုံးတာနဲ့တည်ယူပို့ဆောင်ရေးနဲ့စက်တွေရေးစနစ်ကြီးချို့ယွင်းပျက်စီးခြင်းတွေဟာနိုင်ငံရဲ့စီးပွားရေးကဏ္ဍမှာတကယ့်ကိုမှအများကြီးထိနာစေပါတယ်။ဒီလိုဖြစ်ရတွေကိုအတိကအကျိုးကိုင်းသူကတော့လူသားတွေဆိုလည်းမမှားပါဘူး။လူသားတွေကြောင့်ကဘာကြီးပူနင်းလာတဲ့မြအနာဂတ်မှာ Kalmegi မုန်တိုင်းလိုမျိုးတုံ့လုံးစရာဖြစ်ရတဲ့ပုံမှုကြုံတွေ့လာနိုင်ပါတယ်။ဒီလိုဖြစ်စည်းတွေကို Nova တို့မလိုလားကြဘူးမဟုတ်လား။မလိုလားကြဘူးဆိုရင်ကဘာကြီးပူနင်းလာမှုကိုတားဆီးဖို့ Econova နဲ့အတူကြိုးပမ်းလို့ရအောင် Econova ကနေပြီးတော့မှနောက်ထပ်တဘာဝပတ်ဝန်းကျင်ဆိုင်ရာသတင်းတွေကိုတင်ဆက်ပေးတော့မှာဖြစ်လို့ Econova ရဲ့ channel တွေကို like and follow လုပ်ဖို့လည်းမမေ့ပါနဲ့နော်။